ချစ်ချင်းကြောင့်တောကဖြစ်ရတယ်တဲ့နည်းနည်းချစ်ရင်နည်းနည်းတောကဖြစ်ရပြီးများများချစ်ရင်များများတောကဖြစ်ရတယ်ဒါကြောင့်မြတ်စွာဘုရားကပိယတော်ဇာယတိတောကောတဲ့တောကဆိုတဲ့စိုးရင်ခြင်းဟာချစ်ချင်းကြောင့်ဖြစ်တာတဲ့ပိယတော်ဇာယတိပယံတဲ့အချစ်တွေဝင်လာပြီဆိုလို့ရှိရင်ဘေးရန်တွေလည်းဖြစ်စေနိုင်ပါတယ်တဲ့ကိုချစ်တဲ့ပုဂ္ဂိုလ်ကိုသူတစ်ပါးကမကောင်းပြောလို့ရှိရင်လည်းကိုကမကြိုက်ပြန်ဘူးကိုချစ်တဲ့ပုဂ္ဂိုလ်ဟာသူတစ်ပါးကိုပြန်ချစ်သွားရင်လည်းကိုကမကြိုက်ပြန်ဘူးအဲ့တော့ဒီချစ်ချင်းဟာဘေးရန်အပေါင်းကိုဖိတ်ခေါ်တာနဲ့တူတယ်တဲ့ပိယတော်ဝိပမုဒ္ဒတနတ္ထိတောကောကုတောပယံချစ်ချင်းကကင်းတဲ့ပုဂ္ဂိုလ်တွေကတော့တောကလည်းမရှိသလိုဘေးလည်းကင်းကြပါတယ်